ဆီယမောပွင့်သိခိုင်ချစ်လာစွာတော့ခொနရသားသမီးရှင်တွေဖွားများအားလုံးတို့နဲ့ပေါ့နော်ချစ်မိတ်ဆွေတောက်ကြသားသမီးများအားလုံးတို့အတွက်ဆီယမောပွင့်သိခိုင်အားလုံးစောင့်မျှော်နေကြတယ်မနှောမရငွေကန်ကူငွေကန်ပွဲ10ရက်စာအထူး hostel လေးအပိုင်းနှစ်ကိုဆက်လက်ပြီးတော့ဟောပေးပါမယ်ဆီယမရဲ့ wall ထဲမှာပြည့်စုံလေးဝင်ကြည့်ပါ follow လေးမနှိပ်ရသေးဘူးဆိုရင် follow လေးနှိပ်အပေါင်းလေးနှိပ်ပြီးတော့ကံကောင်းပြီချမ်းသာပြီလို့ comment လေးရေးခဲ့ပါအောင်နော်ချစ်မိတ်ဆွေတောက်ကြသားသမီးများအားလုံးတို့အမြဲတမ်းကံကောင်းနေစေဖို့အတွက်ပေါ့နော် follow လေးမနှိပ်ရသေးဘူးဆိုရင် follow လေးနှိပ်ပြီးတော့များလေး share ပေးလိုက်ပါနော်ဒါဆိုရင်မိမိမှာရှိတဲ့အခက်အခဲအကျက်တွေအဆင်ပြေပြီးတော့ကောင်းကျိုးတွေပဲများစွာရောက်ရှိပြီးတော့ငွေပိုက်ဆံတွေပေါ်ရှံပါစီလို့ဆက်မပွင့်နေခိုင်မှာရွှေပါးစပ်ငွေပါးစပ်ဖြစ်အစုံမုံကောင်းတောင်းလိုက်ပါတယ်ရှင်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေအတွက်ပေါ့နော်17လပိုင်း20ရက်နေ့ကနေပြီးတော့17လပိုင်း30ရက်နေ့အထိ10ရက်တာအထူး hostel လေးကိုဆက်လက်ပြီးတော့ဟောပေးပါမယ်ရှင်ငွေပိုက်ဆံတွေလက်ထဲမှာများဆကင်မထားပါနဲ့ဥပမာကိုရွှေဝယ်တာတို့เนาะပစ္စည်းတစ်ခုဝယ်တာတို့ဒါမှမဟုတ်လို့ရှင်လည်းပဲကိုပြန်လုံးဝမထုတ်သုံးတော့ဘဲနဲ့ပေါ့နော်ဟိုတစ်လဆိုတစ်လနှစ်လဆိုနှစ်လတိန်းထားတာမျိုးတွေပေါ့နော်အဲ့ဒီလိုမျိုးတွေလုပ်လိုက်ပါကိုယ့်ရဲ့လက်ထဲကိုယ့်ရဲ့ပိုက်ဆံထဲမှာပေါ့နော်အဲ့လိုမျိုးထားမယ်ဆိုလို့ရှင်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေအနေနဲ့ပေါ့နော်ကိုတိုင်းလည်းကျမ်းမာရေးညံ့တတ်တယ်ကိုယ့်ရဲ့အကြီးအကဲတွေလည်းပဲကျမ်းမာရေးညံ့လို့ပေါ့နော်စေးဘွားကအဖြစ်နဲ့ကုံသွားတာမျိုးလေးတွေဖြစ်တတ်ပါတယ်အလုံနေရအိမ်နေရပေါ့နော်ပြုပြင်ရတာတွေပြင်ဆင်ရတာတွေအပြောင်းရွှေ့တွေရှိပါတယ်လိုက်ကအစ်စ်လေးတွေလဲကျင်တာတို့နော်အိမ်သုံးပရိဘောကပစ္စည်းလေးတွေအဟောင်းတွေကိုစွန့်ပစ်ပြီးတော့ပေါ့နော်အစ်စ်တွေလဲကျင်တယ်မွန်းမှန်ကျင်တယ်ပြုပြင်ကျင်တယ်ဒီလိုစိတ်မျိုးလေးတွေဖြစ်ပေါ်တတ်ပါတယ်ရှင်အဲ့ဒီလိုမျိုးလေးတွေဆိုလို့ရှိရင်လည်းပဲအင်မတန်မှကောက်ပါတယ်ပြောချင်တာကတော့ချစ်မိတ်ဆွေတောက်ကြသားသမီးတွေပေါ့နော်ယခုကာလမှာတော့စိတ်ကောင်းစေနာကောင်းလေးတွေထားပေးမယ်သရဏဂုံပေါ့နော်ဆရာမဗတိစိတ်ခိုင်းတဲ့အတိုင်းသရဏဂုံ၃ပါးကိုဗတိတစ်လုံးချပေါ့နော်ဗတိကိုပါနေ့စဉ်စိတ်ပေးမယ်ဆိုလို့ရှင်တော့အင်မတန်မှအကောင့်ဘက်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်ရှင်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်အစိုးဘက်ကိုအာတန်ပြီးတော့ပေါ့နော်ကိုကမိတ်ဆွေကောင်းတဲ့မိတ်ဆွေဆိုလို့ရှိရင်လည်းမိတ်ဆွေဆိုပြောတဲ့စကားတွေကိုနားရအောင်အထင်ကြီးပြီးတော့ပေါ့နော်လမ်းမားတွေရောက်တတ်ပါတယ်ကိုပေါ့နော်ရွေးချယ်မှားလိုက်တဲ့အမှားကဆိုလို့ရှိရင်ယခုကာလကနေပြီးတော့ပေါ့နော်ကိုလုတ်လိုက်တာတစ်ခုပဲလို့နှစ်ခုပဲလို့ပေါ့နော်အစိုးများစွာက10စုနှစ်တစုအထိပေါ့နော်အကျိုးတက်ရောက်ပြီးတော့ဝွေကြွေးကန်ကြွေးတွေပေးဆက်ရတတ်ပါတယ်ရှင်အဲ့အတွက်ကြောင့်မို့အဖိုးတန်လက်ဝတ်ရတနာနဲ့အလှပအမှုပညာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ကောင်းသောဝင်လာခြင်းတွေလည်းဝင်လာဖို့ရှိပါတယ်အဲ့ဒီလိုမျိုးတွေဝင်လာတယ်ဆိုလို့ရှိရင်လည်းကောင်းပါတယ်လှုပ်လေမြုပ်လေဆိုတဲ့သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်စီးပွားရေးတိုးချဲ့တာတွေတော့လုံးဝမလုပ်သင့်သေးပါဘူးအပိုင်း3လေးဆက်လက်ဟောပေးပါမယ် follow လေးလုပ်ခဲ့ပါဦး